Okay ba MW Test Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အိမ်မှာဆင်ထားတဲ့မီးကလုတ်တွေကိုမကောင်းတဲ့အခါပဲဖြစ်ဖြစ်အစ်ချင်းကျင်တဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘယ်လိုချင်းရတယ်ဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူဗီဒီယိုလေးကိုစုံတဲ့အထိလိုက်လည်ကြည့်ရှုပေးပါလို့ဖိတ်ခေါ်ပါတယ်ဗျအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အိမ်ဒီမှာမီးကလုတ်တွေကိုဘယ်လိုဆင်ထားလဲဆိုရင်ဒီမှာပြောပြထားတဲ့အတိုင်း main breaker ရှိမယ် main breaker ကနေပြီးတော့ neutral line အနက်ကျိုးတော့မီးကောင်းတိုက်ရိုက်ဝင်ထားမှာဖြစ်ပါတယ်ပြီးရင်line ကျိုးအနီး line ကျိုးဒါတွေကအပေါ်မှာသွားထားတာတွေက trunking ထဲမှာသွားထားတာပါအောက်ကိုဆင်းလာတာက line ကျိုးရောအနက်ကျိုးရောနှစ်ခုလုံးဆင်းမလာပါဘူးဗျအနက်ညီကျိုးတစ်ချောင်းနဲ့ပဲအောက်ကိုဆင်းလာတာပါအဲ့အနီကျိုးတစ်ချောင်းကနေပြီးတော့ဘီကလုတ်ရဲ့တစားကိုဝင်ပါမယ်ကျန်တဲ့တစားကတော့မီးကလုတ်ကနေပြန်ထွက်ပြီးတော့မီးကောင်းကိုဆက်သွယ်တမ်းမှာဖြစ်ပါတယ်ဗျအိမ်ဒီမှာဆင်ထားတာဒီပုံစံပဲဆင်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့မဲလုံးမီးကလုတ်တွေချင်းရလဲဆိုတော့ကျွန်တော်နဲ့ဒီဗီဒီယိုစုံနဲ့တင်လိုက်ကြည့်ပြပါဗီဒီယိုလေးနဲ့အတူရှင်းပြထားပါတယ်ဗျဟုတ်ကဲ့ပထမမီးကလုတ်ရဲ့ဒီကလုတ်မျိုးတွေကတော့မတူဘူးเนาะတစ်ခုနဲ့တစ်ခုဒီကလုံးမျိုးကတော့အပေါ်ကကာပါကိုလက်ကလေးနဲ့ဆွဲပြီးတော့ကုတ်ဖွင့်လိုက်ရမှာပါအောက်မှာတော့စကရူနဲ့ဆွဲထားတာရှိပါတယ်ဗျအဲ့တော့ဒီစကရူနှလုံးကိုကျွန်တော်တို့ဖြုတ်ရပါမယ်စကရူနှလုံးပြုတ်သွားပြီဆိုရင်တော့အောက်ဘက်မှာဒီဝါကျိုးနှစ်ချောင်းကမီးကလုတ်ရဲ့တစားစီကိုဝင်ထားတာတွေ့ရပါလိမ့်မယ်ဗျအဲဆိုအဲ့ကျိုးနှစ်ချောင်းကိုဖြုတ်ရပါဒီကျိုးတွေမဖြုတ်ခင်မှာအိမ်မှာရှိတဲ့ main breaker ကိုပိတ်ထားဖို့လိုပါတယ်နော်အဲ့လိုမှမဟုတ်ရင်လူကိုတက်လိုက်ပါမယ်ဗျအဲ့တော့အခုဝါကျိုးဖြုတ်ပြီးပြီဆိုတော့ကျွန်တော်တို့မီးကလုတ်အသစ်တစ်ခုကိုချိန်ပါမယ်နောက်ထပ်မီးကလုတ်တစ်ခုကိုကျွန်တော်တို့ယူပြီးတော့ဒီဝါကျိုးနှစ်ချောင်းကိုပြန်ပြီးတက်မှာအဲ့တော့ပထမမီးကလုံးရဲ့တစားကိုဟိုတစ်ချောင်းကိုဝင်ပါမယ်နောက်တစားကိုနောက်ထပ်ဝါကျိုးတစ်ချောင်းဝင်ပါမယ်ဗျဒုတိယပြူရမှာတော့ဒီလိုလှုပ်တဲ့အချိန်မှာ main breaker ချထားပါเนาะအဲ့လိုမှမဟုတ်ရင်လူအနေရရှိစီလို့ပါ main breaker ချထားရင်တော့ရဲတင်းတင်းကြိုင်မှာဘာပြဿနာမှမရှိပါဘူးပါဝါမရောက်တဲ့အတွက်လူလုံးဝဓာတ်မလိုက်ပါဘူးဒီကြိုးစားနှစ်ဆကိုတက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ meat cloak ကိုသူ့ရဲ့ base အထိုင်မှာပြန်ပြီးတော့ထိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကြိုးဝင်ပြီးပြီကျွန်တော်တို့ meat cloak ကိုအောက်က base ထိုင်မှာခုနဖြုတ်ထားတဲ့စကူနှလုံးကိုပြန်လဲတက်မှာဖြစ်ပါတယ်ဒီမျိုးတက်တဲ့အချိန်မှာအောက်ကဟာလေးတွေကကော်လေးတွေထဲမှာနက်ကလေးထည့်ထားတာဖြစ်တဲ့အတွက်တင်းအောင်တော့ချက်ဖို့လိုပေမဲ့အတကုံလှဲ့တာမျိုးတော့မလုပ်ပါနဲ့ဗျအောက်မှာကော်ကပြုတ်ထွက်သွားတာမျိုးဖြစ်တဲ့လို့အတိထားပြီးတော့လှဲ့ရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ကာဘာလေးနော်စကူလေးတွေကိုပြန်ပြီးတော့ကာဘာလေးနဲ့ပိတ်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပြီးပါပြီကျွန်တော်တို့ခလုတ်ကိုပြန်ပြီးတော့ဖွင့်ကြည့်မယ်ပိတ်ကြည့်မယ်အားလုံးပြီးဆုံးသွားပြီဖြစ်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်